ချမ်းသာခြင်းနဲ့စိတ်နဲ့ပေါ်ဆိုတဲ့အမျိုးသားတစ်ယောက်ကသူ့ချစ်သူကောင်မလေးနဲ့အတူဒီအနေရများတဲ့ခွဲစိတ်မှုကိုလာလုပ်တာပါဒါပေမဲ့ဒီလှုပ်ဆောင်မှုကတကယ်ကိုထူးဆန်းလုံးပါတယ်အရင်ဆုံးဆရာဝန်တွေကသူ့ကောင်းပေါ်ကစပင်တွေအကုန်ရေးပစ်တယ်ပြီးတော့မျက်ခုံးမွေးတွေပါနှုတ်ပစ်ပြီးခန္ဓာကိုယ်ပေါ်မှာကျန်တဲ့မွေးညင်းတွေအကုန်ရှင်းပစ်ပါတယ်အဲ့ဒီနောက်မှာတော့သူ့သွားတွေကိုတစ်ချောင်းချင်းစီအကုန်နှုတ်ပစ်ပါတယ်ဘာလို့လဲဆိုတော့ခွဲစိတ်မှုပြီးရင်ခန္ဓာကိုယ်ပဲသေးသွားမှာမို့လို့ပါတယ်သွားတွေကပုံမှန်အတိုင်းဆိုရင်သေးငယ်တဲ့ခေါင်းအတွက်အရန်ကြီးပြီးအနေရများမှာဆိုလို့ပါပြင်ဆင်မှုတွေအကုန်ပြီးတာနဲ့လူတိုင်းကိုကွတင်တွေပေါ်တင်ပြီးအေယာမဆက်ကြီးတဲ့ကိုထည့်လိုက်ပါတယ်အဲ့ဒီမှာသိပ္ပံပညာရှင်ကလုပ်ငန်းစဉ်ကိုဆက်လုပ်ပါတယ်ခဏလေးတွင်းမှာလူသားတွေအားလုံးဟာပွေရွက်စိတ်လောက်သေးငယ်တဲ့အထိအစတစ်ထောင်ကျုံသွားပါတော့တယ်ပြီးတော့သူတို့ကိုပြားနဲ့ကော်ပြီးတွန်းလဲပေါ်တင်လိုက်ပါတယ်ဆက်ထဲကထုတ်ပြီးတာနဲ့သူတို့အတွက်သေးငယ်တဲ့သွားအသစ်တွေကိုတက်ဆင်ပေးပါတယ်ဒါပေမဲ့ပေါ်ကကျုံသွားပြီးတတိပြန်ရလာတဲ့အခါမှာသူ့ဇနီးမပါဘူးဆိုတာတတိထားမိသွားပါတယ်ဖုန်းထဲမှာသူမကငိုယိုပြီးပြောပါဒေဆရာဝန်တွေကသူ့မျက်ခုံးမွေးတွေကိုရိတ်ဖို့လုပ်တော့သူကြောက်သွားပြီးနောက်ဆုံးချိန်မှာခွဲစိတ်မှုကိုလက်မခံတော့ဘူးလေဒီစကားကိုကြားလိုက်ရတော့ပေါ်ဟာလုံးဝကိုအံ့အားသင့်သွားပါတယ်ဘာလို့လဲဆိုတော့ဒီခွဲစိတ်မှုကိုဘယ်တော့မှပြန်မပြောင်းနိုင်ဘူးလို့ဆရာဝန်တွေကကြိုးပြောထားတာကိုအခုတော့ပေါ်ဟာဒီသေးငယ်တဲ့ကဘာမှာတစ်သက်လုံးတယောက်တည်းနေသွားရတော့မှာပေါ့ဒါပေမဲ့သူ့ကွာရှင်းစာတွေကိုလက်ခံရရှိတဲ့အခါမှာအခြေအနေတွေကပိုတောင်ဆိုးလာပါတော့တယ်အဲ့ဒီစာရွက်တွေကသူ့သေးငယ်တဲ့အိမ်ထက်ကိုပိုကြီးနေပါတယ်ဘာမှမတက်နိုင်ပဲသူလက်မှတ်ထိုးလိုက်ရပြီးပိုင်ဆိုင်မှုတစ်ဝက်ကိုလည်းသူ့ဇနီးစီအတင်းကျပ်ပေးလိုက်ရပါတယ်မကြခင်မှာပဲပေါ်ကဒီသေးငယ်တဲ့ကဘာကြီးဟာသူထင်ထားသလောက်မလွယ်ကူဘူးဆိုတာကိုသဘောပေါက်လာပါတယ်ဒီမှာတော့လူတွေကရှင်တန်ဖို့အတွက်အရန်စူးစမ်းလုပ်ကင်ကြရပါတယ်ဒီအချိန်မှာသူကလူစီဆိုတဲ့ကောင်မလေးတစ်ယောက်နဲ့တွေ့ဆုံပါတယ်သူမကစေတနာဝန်ထမ်းတစ်ယောက်ပါလူစီကပေါ်ကိုဆင်းရဲသားရက်ွက်တစ်ခုစီခေါ်သွားတဲ့အခါမှာသူတုံ့လောက်သွားပါတယ်ဘာလို့လဲဆိုတော့ဒီသေးငယ်တဲ့ကဘာမှာတော့ဆင်းရဲမွဲတေမှုတွေရှိနေတုံးပဲကိုတက်ကြီးရွယ်အိုတချို့ဆိုဘာမှမတက်နိုင်တော့အောင်ဆင်းရဲလွန်လို့ကုသဆေးတောင်မတက်နိုင်ကြပါဘူးလူစီရဲ့ကျင်နာမှုတွေကိုမြင်ရတော့ပေါ်ရဲ့စိတ်ထဲပျော့ပြောင်းလာပါတယ်ပြီးတော့ဆရာဝန်တစ်ယောက်အနေနဲ့အဲ့ဒီတက်ကြီးရွယ်အိုတွေကိုခါမဲ့ကုသပေးပါတော့တယ်ရိုးရိုးသားသားပြောရရင်တော့ပရွက်စိတ်အရွယ်စားလောက်ကြုံသွားရပေမဲ့ဘီလီယံနာတစ်ယောက်လိုနေထိုင်ရမယ်ဆိုရင်ရောတင်လို့မလား